အားလုံးပဲမင်္ဂလာပါကျွန်တော်တော့ Farwell လေးဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တမူထူးချနေပါတယ်ဆိုတော့ကျွန်တော်အခုက Minecraft game လေးရောက်နေပေါ့နော်ဆိုတော့ကျွန်တော်တို့ Minecraft Survival Series တက်ပေါ့နော်အဲ့လိုလည်းပြောလို့ရပါတယ်အခုကတော့ Bromat ထုတ်တာလေအဲ့ဒီ organic SMP ထဲမှာကျွန်တော်တို့ base ဆောက်ပြီးတော့ဘယ်လိုရှင်းတန်းသွားမလဲဆိုတာကြီးကိုကျွန်တော်တို့အဲ့ဒီဘာလို့ကျွန်တော်တို့ပြင်းညာနေတူတူပေါ့နော်ဒီလုံးစံကန်စံမရှိတော့ကျွန်တော်တက်ပင်ထိုင်ကုန်မယ်ပြီးပါညာတက်လာကအဲ့လိုတကယ်ချင်းလည်းပြောပါဆော့အောင်မှာဖြစ်ပါတယ်ခင်ဗျာပြီးရင်လည်းဒီအပိုင်းဗီဒီယိုတွေမတင်ဖြစ်တာကျွန်တော်နေမကောင်းလို့လည်းမဟုတ်သလိုဘာမှလည်းမဖြစ်ပါဘူးကျွန်တော်ပြင်းနေလို့ပေါ့နော်ကျွန်တော်အပြင်းထူပြီးတော့ကျွန်တော်အဲ့ကပ်ထဲမှာမဝင်ရဘူးပြဆိုတော့ကျွန်တော်အခုဗီဒီယိုတွေပုံမှန်ပြန်တင်ပေးသွားမယ်ကျွန်တော်ကတိပြရတယ်များနေပြီဗျနော်ဗီဒီယိုတွေတင်မယ်ဆိုပြီးတော့မတင်တာတွေကများနေပေါ့နော်ဆိုတော့ yeahဆိုတော့ကျွန်တော် blog ကိုဆော့မလားဆိုလည်းပြန်ဆော့မှာပါကျွန်တော်ရှိဒီမှာ game တွေအကုန်ဆော့မှာဖြစ်ပါတယ်ဆိုတော့ဘာလို့စိတ်မပူကြပါနဲ့နော်ဆိုတော့ပြီးနေဘာလို့ဆော့ခိုင်းတဲ့ game တွေကျွန်တော်အဲ့ comment မှာရေးခဲ့ဆော့ပြပါတော့နော်ကျွန်တော်အကြံတစ်ခုရပြီတီလားဘာအကြံလဲဆိုတော့အကြံနဲ့ကျုပ် day play ကိုကြည့်63ရက်ရှိပြီဗျကျွန်တော်ဘာလည်းမရသေးဘူးဆိုတော့ကျွန်တော်ငနူလေးပဲရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အောက်ကောင်းလေးမှာ diamond တွေပါရှိနိုင်ရဲ့ yeah ပြီးရင်လည်းကျွန်တော်အခုဟိုကောင်းနဲ့ရှိနေဆိုတော်တော်ဝေးရဗျဆိုအကောင်လေးရောက်လာနေကျွန်တော်အစာတွေမှာမယ်ဒိုင်မွန်တွေမှာပြီးတော့ကျွန်တော်တနေ့ကတိတက်နေမယ်ဗျာ yeah ဆိုတော့ကျွန်တော်ဒီတိုင်းနေပါမယ်အခုတော့အဲ့ရတခုကြာလုံးပါပေါ့နော်အားနဲ့ကျွန်တော်ရောက်နေကြရတော့ညာကြီးဖြစ်နေပြီပေါ့နော်ဆိုတော့ဒီမှာကျွန်တော်တို့ villager တွေပါကြီးလဲအဲ့ရွာမှာတော့ပြီးတော့မွေးဟာရဗျာဆိုတော့ကျွန်တော်တို့အခုကတော့အဲ့သဘောကောင်းတဲ့ညီလေးတရားပေါ့နော်ဒီမှာ diamond တွေရှိတယ် dragon ယူလိုက်ဆိုပြောလို့ဒီမှာ diamond package ဟာလား diamond မှာဟိုမှာ diamond package ရှိတယ်အဲ diamond package ကမယူရပါဘူးเนาะသူများဟာအကုန်လုံးလိုက်မှာတာအားနာကြိုက်လေဆိုတော့ကျွန်တော်တို့ပြီးရင်နောက်ထပ်သူထပ်ပေးအောင်မယ်ကျွန်တော်တို့ကတော့တခုအမတခုခရက်ခိုင်းရရပေါ့နော်ပြီးတော့ diamond တွေထပ်ပေးအောင်မယ်ဆိုတော့ကျွန်တော် secret နေရာတင်နေခေါ်ရဗျနာနဲ့တို့မြေအောက်ခန်းယူခေါ်ရတော့เนาะကျွန်တော် diamond တွေပေးမယ်လာခဲ့ဖို့ဆိုတော့အမချက်ကြီးတဲ့မှာ diamond 39လုံးရှိရပြ diamond 39လုံးကျွန်တော်ပေးလိုက်တယ်ပေါ့နော်အခုပိုင်ယူပစ်လိုက်လေဆိုတော့ diamond တွေလည်းသူထပ်ပေးရဲ26လုံးရဲ39လုံးရဲ bro ငါတော့သေးပြီကွာ okay ကျွန်တော် diamond armor တွေလည်းရပါပြီဘာညာရပါပြီဆိုတော့ကျွန်တော်ဒီရွာနေလက်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့နဲ့နောက်ဆိုကျွန်တော်တို့ကအဲ့အတုံးတက်မဲ့ဥစ္စာတွေပေါ့နော်အဲ့ sugar တွေပါ sugar cane တွေပါဆိုတဲ့အတုံးတက်မဲ့ဥစ္စာတွေဆိုတော့ဒီမှာပေါ်လောရနေဆိုတော့ကျွန်တော်တို့ဒီပေါ်လောဒီကနေပဲကူးဆောင်ရမယ်ကျွန်တော်ဒီစိုက်နေရကျွန်တော်တို့ချိန်ကုန်နေမြတ်တည်ရမှာအစနေပြန်ဆိုင်ကြီးရဲ့ဒီစောက်ရပြင်းနေများဆိုတော့ကျွန်တော်နည်းနည်းပဲယူပါရဲ့ပြီးကျွန်တော်ဘေးရှာဖို့ကျွန်တော်လိုက်ရှာပါတယ်ကျိုးဒီနေရာတော့ကျွန်တော်ရဲ့ kingdom kinji တီထောင်ဖို့အကောင်းဆုံးမြေပြည့် data လို့တော့ပြောလို့ရတယ်ဗျာနော်ကျွန်တော်ဒီဟိုနဲ့ဆက်သွားလိုက်မယ်ဆိုရင်လည်းကျွန်တော်တို့တောင်ဟိုးတောင်တိုင်းလေးပဲရှိမယ်ဆိုတော့ကျွန်တော်ဒီနားမှာမြေပြည့်တယ်ဆိုတော့ဒီနားမှာကျွန်တော်တို့အဲ့အကျန်းလေးဆောက်ထားမှာပေါ့နော်ကျွန်တော်ဒီမှာခိုးတွေပါရှိရဗျာခိုးတွေပါလို့ကျွန်တော်လိုက်တူးနေလဲဆိုတော့ကျွန်တော်ခိုးရွာမှာကျွန်တော်ခိုးတွေပါတောင်းဖို့မေ့သွားရဗျာဆိုတော့ကျွန်တော်ဒီနားမှာပဲခိုးတွေပို့လို့တူးထားနေမှာပေါ့နော်โอเคကျွန်တော်ခိုးအကောင်လုံးတူးပြီးသွားဆိုတော့ကျွန်တော်အစာတုံးကြည့်လိုက်အစာကျွန်တော်တွေးတော်တေးဖို့နီးနေပြီပေါ့နော်ဆိုတော့ကျွန်တော်တို့အစာတော့ချက်မှရမှာပေါ့အဲ့တော့ဒီမှာ crab မယ်ပြီးဒီမှာထားမယ်ပြီးအစာချက်မယ်โอเคကျွန်တော်တွေးရတော့တော်နဲနေပြီเนาะဒီတိုင်းဆက်နေသွားမယ်ဆိုတော့ကျွန်တော်တေးသွားနိုင်ချေညာရပြီပြီးလေကျွန်တော်တို့ညာမိုးချုပ်လာတော့ကျွန်တော်ရဲ့ကူပါထုံအင်ယူပေါ့နော်ကူပါထုံအင်ယူကျွန်တော်အထဲမှာဘာမှလည်းမထားသေးဘူးဆိုတော့ကျွန်တော်တို့ဒီမှာအပေါက်လေးပိတ်ထားမယ် zombie လေးဖိုင်ဝင်လာကျွန်တော် coin တက်မှာပေါ့နော်ဆိုတော့ဒီမှာကျွန်တော်အိယာယူမယ်အိယာဒီမှာထားမယ်ပြီးရင်ကျွန်တော်တို့အဲ့ဒီ crafting တွေပဲတို့ဘာညာပေါ့နော်ဒီမှာကျွန်တော်တို့အကျန်းထားမယ်ဗျာပြီးတော့မှအင်ယူလာလေးစောက်မယ် okay ပြီးကျွန်တော်အိတ်မယ်ဟာအိတ်လို့မရဘူးဟာလူတွေအများကြီးကျွန်တော်လည်း base မှာနေရပြင်းလို့ကျွန်တော်ဒီနားမှာ more တွေမ spawn အောင်ပေါ့နော်ကျွန်တော်မီးတုပ်တွေနဲ့လိုက်ထားပါတယ်ဘာလို့လဲဆိုတော့ဒီမှာဒီမျိုးကျွန်တော်နောက်ပိုင်းဆိုဒီဟွာတိုးချက်သွားမှာပေါ့နော်ဆိုတော့ကျွန်တော်အခု line နဲ့လက်နေပါတယ်တီးခင်ပြီးကြည့်ပေးကြပါ zombie တွေလည်းအနောက်နဲ့လိုက်နေကြပါတယ်ကျွန်တော်မီးတုပ်တွေလိုက်ထားသွားပြီဆိုတော့ကျွန်တော်နေရတစ်ဝိုင်းလုံးမီးရုပ်တွေလိုက်ထားပြီးပါပြီဆိုတော့နောက်ထပ်ကျွန်တော်တို့စိုက်ပျိုးမွေးမြူရေးအသားငါးတွေရှားပါနေပါတယ်ကျွန်တော်မှာအဲ့ဆိုတော့ကျွန်တော်ချန်ခက်ပြီးနွားမွေးဖို့စဉ်းစားရပါတယ်ကျွန်တော်နွားရီပါမွေးဖို့အတွက်ကျွန်တော်မှာစီရှိပြီးတော့ကျွန်တော်စပားမရှိဟိုဂျုံမရှိဘူးဗျဆိုတော့ဂျုံစိုက်ဖို့ကျွန်တော်တို့အဒီဟွာစီတွေနဲ့အရင်ဆုံးကြည့်အောင်လုပ်ရမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာစီတွေပါကြီးကျွန်တော်ထား
လုံးဝလုံးပြီးသွားပြီဆိုတော့ကျွန်တော်ကြီးရဲ့ထိထိုင်ဆောင်မှာပေါ့နော်ကြီးရဲ့ထိတိန်ဆောက်ဖို့ဆိုရင်လည်းကျွန်တော်ကြားအောင်မယ်ဆိုတော့စကက်လေးတွေတက်ပြီးတော့ကျွန်တော်ဘောကိုတည်မလားဟိုအမုတ်ပြောင်းလို့ကျွန်တော်ကြီးအောင်လုံးမရမယ်ဗျโอเคဗျာကျွန်တော်တို့အခုဆိုရင်ကျွန်တော်တို့ခြံနွားမွေးကိုကျွန်တော်ခြံလေးပါကြီးလုပ်ပြီးသွားပြီပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီကျွန်တော်ဖြစ်တယ်လို့ပဲစောက်ထားမှာပေါ့နော်ပြီးတော့မှကျွန်တော်အိတ်တက်ခြံတက်ခွဲထားမှာပေါ့နော်ဆိုတော့ကျွန်တော်အခုကတော့ဖြစ်တယ်လို့ပဲကျွန်တော်စောက်ထားမယ်ပြီးတော့မှနွားတွေကျွန်တော်သေးချာကျွန်တော်မွေးမြူသွားမှာပေါ့နော်ကျွန်တော်တို့အခုကတော့နွားတကောင်လေးရှိရဗျဆိုတော့နွားတွေထက်အများကြီးမွေးလို့ရအောင်ကျွန်တော်နေရာတွေထက်တိုးချက်ပြီးတော့နောက်ဆိုကျွန်တော်တို့အဲ့ဒီကင်းထောက်ကင်းတီထောင်သွားဖြစ်ပါတယ်ဆိုတော့ဒီကင်းထောက်ကင်းကိုကျွန်တော်တီထောင်ဖို့အတွက်ဘာနာမည်ပေးရမလဲဘာကင်းတောင်းလို့ဆိုပြီးတော့နာမည်ပေးရမလဲဗျဖာဝိုင်းကင်းတောင်းလားမစိုးဗျနော်ဖောင်မကင်းတောင်းလို့နာမည်ပေးရင်လည်းမစိုးပါဘူးပြိတ္တကိုနာမည်ပေးချင်တယ်လို့ပေးလို့ရပါတယ် comment ထဲမှာဝင်မှန်းကြပါအခုကျွန်တော်တို့ skeleton တွေတက်လို့ရလာတဲ့ဘုံမီနဲ့ကျွန်တော်အပင်ကြီးကြည့်အောင်လုပ်ပြီးတော့ကျွန်တော်နွားတွေတွားပြီးတော့တွားခေါ်မှာပေါ့နော်မမရမောင်လေးတွေကိုတွားခေါ်မယ်ဆိုတော့အမကျွန်တော်မကြည့်လိုက်ပြီလား skeleton တွေတက်လို့ဘုံမီ9ခုအောင်ရဟာရဲ့အများကြီးပဲဗျအေးနော်တွေ့ပြီလာခဲ့မင်းလာခဲ့ငါအိမ်လိုက်ခဲ့အမငါအိမ်မှာလေးတိလာမင်းစပားကြီးအများကြီးရှိရဲ့နော်ဂျုံကြီးအများကြီးရှိရဲ့မင်းတဝါးကြီးစားလို့ရတယ်အခုငါမှာဂျုံကြီးတစ်ခုပဲပါရကွာမင်းငါအိမ်ရောက်မင်းလေးဟိုဂျုံကြီးအများကြီးကျွေးမယ်ဒီလားအေးအကောင်ကျွန်တော်ချင်းထင်တာအောင်မပြီးဘူးလိုက်လာအကောင်ကပြီးလေငါမင်းလင်းကိုအိမ်မှာရှိရဲ့နွားမလေးနဲ့ပေးစားမယ်ကြားလားမင်းမြန်လိုက်ခဲ့ရောကိုနွားမြန်လိုက်ခဲ့ဟာရောအကောင်မူးတယ်ရောအကောင်ပိုက်စားနေပြီရောအောင်လေးမင်းလာခဲ့မင်းနေလိုက်တာကွာဟိုမှာတွေ့လားဟိုမှာငါအိမ်ဟိုမှာအေးအမလေးထားတော့လေကုပါတော့အိမ်လေးအေးအမအဲထဲမှာလေးနင်းမင်းဟိုမှာဆန်တွေများရှိရသေးလားဟာဟေ့မင်းဘာအောင်လဲအမင်းစားပြက်လိုက်ပြီဟာရောမင်းမရလိုက်လားအကောင်ကဘလို့ခေါ်မှလဲကွာရောဟာရောငါစပိုက်ထက်ပြီးများခေါ်မှရမယ်အကောင်တော်စားဖို့ကြီးရပါမယ်မင်းလာခဲ့လာမင်းမြန်လာခဲ့ဟာရောချမ်းထဲကနွားတကောင်ဘလို့ရောက်နေကြစ်တကောင်လည်းရောက်နေရောမင်းနွားနဲ့ကြက်နဲ့ရောက်နေနှစ်ကောင်လုံးရှိပါရဲ့ဆိုတော့အဆင်ပြေပါရဲ့โอเคဆိုတော့နွားထီးနဲ့နွားမနှစ်ကောင်ရပြီဆိုတော့ကျွန်တော်တို့တားဖောက်မယ်โอเคဆိုတော့ငါအိမ်ကထွက်ထားရဲ့เนาะနွားနှုတ်တွေကိုငါဘယ်လိုပြောမလဲပြန်ရောင်းမယ်ကွာတိလားခြံထွက်နှုတ်ခြံထွက်နှုတ်ကိုငါတို့စာပါထဲမှာရှိရဲ့လူတွေလိုက်တိုက်မယ်โอเคကျွန်တော်တို့နွားနှုတ်တော့ရပြီဗျဆိုတော့စာပါထဲမှာရှိရဲ့လူတွေကိုကျွန်တော်လိုက်တိုက်ဖို့တောင်းရှိရဲ့ဗျဆိုတော့စာပါထဲမှာရှိရဲ့လူတွေကိုကျွန်တော်အစမ်းပေးမိမယ်အစမ်းပေးမိပြီးတော့နောက်ခါကျကျွန်တော်ဒီမှာနွားနှုတ်တွေပါလေလာဝဲလို့ရပြီဗျတည်ရမလားဆိုတော့စီဝိုင်းတောက်ကြံမယ်ပြီးကျွန်တော်ခြံမှာ organic တွေအများကြီးစိုက်ပြီးတော့ကွာတည်မှာဟိုဧက100 ကျော်တော့ကျွန်တော်စိုက်ပြီးတော့ကွာအမျိုးဒီတီးနှံနေဆိုကွာအဲ့ကောင်တွေမှာရှားပါဝိုင်းငါးစီကလာဝဲအဲ့လိုမျိုးကွာမလင်ငါတောက်မိတော့လို့အိမ်နွားနှုတ်မင်းအဲ့ပဲနှုတ်တောက်တာရောမတင်ကားရဲ့ဘုံကွာဘာလို့လဲလို့မေးကြည့်တာဖန်ပိုင်းနှုတ်နဲ့တူနေလို့ဟာရောမင်းတို့ကနည်းနည်းမရိုင်းသွားပြီကွာနော်ကျွန်တော်အိမ်ကထုတ်ထားတဲ့နွားနှုတ်ဆက်ပြကျွန်တော်နှုတ်မဟုတ်ဒီနေ့ဗီဒီယိုတော့ပါပဲနောက်ပြီးမှပြန်ပေးကြမယ်ပြီးရင်လည်းကျွန်တော် organic LNP เนาะပါတူလည်းပြန်တင်ပေးမယ်ပြီးရင်ခြားခိုင်းနေလည်းကျွန်တော်ပြန်တင်ပေးမှာပဲဆိုတော့like subscribe လုပ်ဖို့မေးကြပါနဲ့အားလုံးပဲbye bye